မင်းမေကမနိုင်တော့စားဖို့လုပ်ပေးတော့လာကြကိုနန္ဒာတို့ရဲ့ဒီလိုကိုဒီမှာစာအုပ်နဲ့စိတ်ဝင်စားသွားလို့ပါဗျာတို့လည်းဒါပြီးအပြင်သွားနေတာနဲ့ပဲပြန်လာတော့ကြာတယ်အိမ်မှာသူငါဖိတ်ထားတဲ့ဧည့်သည်တွေတော့ရောက်နေပြီလေမောင်လေးဘယ်နဲ့တရားလဲပြောနေတယ်ကြာနေလို့ဘာလို့လဲတောင်းနေရတယ်ကဒီမှာတော့တကယ်တော့ဖြစ်ပြီလေဒီနေ့ဝင်လာတယ်နားတို့လည်းရောက်တာနောက်ကြတယ်မင်းဆိုင်ရင်တော့နောက်ကြကုန်ပြီဟေးဗျာဟိုမှာမတ်မီနဲ့သူ့သမီးလေးရှော့ပင်းစင်တာသွားပြီးတော့ဈေးဝယ်ထွက်လိုက်အလှပြင်လိုက်တယ်မပြီးနိုင်တော့ဘူးဗျာအဲ့ဒါနဲ့ဒီကိုလာဝင်နောက်ကြအောင်ကျမတို့သားလေးလှပြင်တာဆန်းလားရှင်တို့သားဖားနှစ်ယောက်မှလေဟိုပတ်လိုက်ဒီပတ်လိုက်နဲ့ကောင်းကောင်းပတ်နေကြတဲ့ဟာမင်းမသူများရင်ပါတော့ကဲကိုနန္ဒာတို့စီးပွားရေးချီတီလုပ်ငန်းချီတီတော့ဘယ်လိုလဲကောင်းရလားဗျာလုပ်ငန်းခိုင်တွေကတော့ဒီလိုပါပဲဗျာကိုကရှာလိုက်ဟိုမှာသူကသုံးလိုက်နဲ့လုံးလက်ချလဲကိုလိုက်နေတော့တာပဲမလီကျမတို့ရှာသမျှလဲလေဒီမှာဖြုံးမဲ့နှစ်ယောက်ကအရန်နဲ့မယ်ဘလောက်ရှာလို့မလောက်ဘူးတော့ဒါနဲ့မရပြောင်းမြင်မလားမနေ့ကတည်းကဈေးသွားပြီးတော့ချက်ပြုတ်နေတယ်လေဩမရပင်ပန်းနေပြီပေါ့အားနာလိုက်တာနော်ကဲနဲပါအိမ်ကြီးပါလေးစေအောင်သူများအိမ်ပါဒီရောပိုင်းမှာလေဒါလည်းစားတော့စားအိမ်ကြီးကိုမဆိုင်နိုင်ဘူးပေါ့လေအေးကိုနန္ဒာနဲ့မိမိတို့ဓာတ်ရည်သမီးတွေရောက်နေတယ်ကွာဒီမှာလာပြီးအိတ်ခံလိုက်ပါအောင်ကွာအဲ့တဲ့မမီးတို့ကိုနန္ဒာတို့တော့မှရောက်နေကြပြီမင်္ဂလာပါမမီးတို့ကိုနန္ဒာတို့ဟဲ့သင်္ကန်းနေပြီလားအားနာကြရတော့ဖြစ်နေပြီပင်မပါဘူးဒါလေးသမီးလေးရချစ်စရာလေးနော်ကဲတားနဲ့သမီးတို့အမအဲ့တဲ့ဦးတို့အန်ဒီတို့ကိုကိုမမတို့နှုတ်ဆက်လိုက်ပါဦးဦးမင်္ဂလာပါအန်ဒီမင်္ဂလာပါကိုကြီးမင်္ဂလာပါမမမင်္ဂလာပါမောင်ရင်ငါတို့ထိုင်ကုန်လေးရချပေးပါဦးသမီးကစနစ်မဲ့ကဲသွားစားလိုက်ကြအောင်အားရပါရစားကြနော်က
ချက်လက်ရလဲကောင်းကောင်းဘိုက်ကလည်းစာစာနဲ့စားလိုက်တာဘိုက်ကိုတင်းသွားတာပဲ ဟုတ်တယ်ဘိုက်လက်ရတော့ရှယ်ပဲသမီးတို့ရောကားတော့သမီးတို့ရောဘိုက်ကတော့ကားထွက်သွားတာပဲ ဟုတ်လို့လားနားလေသမီးတွေရောအဝစားရလား ဦးတန်းတို့ကကျွန်တော်တခုလောက်မေးတယ်လူနာကထမင်းသားဝိုင်းမှာကျွန်တော်မိသားစုနေတာထိုင်တာစားတာတောက်တာပဲဦးတန်းတို့မိသားစုနေတာထိုင်တာစားတာတောက်တာပွဲကားချားနာနေတာကျွန်တော်တွေ့လိုက်ရတယ် ဘယ်လိုမျိုးချားနာနေလို့လဲကိုနန္ဒာရဲ့ ချားနာတယ်ဗျမအေးတို့မိသားစုနေတာထိုင်တာစားတာတောက်တာအရန်အောင်တိမ်မွေ့ညံ့တယ်အဲ့လိုမျိုးဖြစ်အောင်လို့တသားမီမီတို့လူများလေးချင်းပြုစုပြိုးထောင်ပေးတာဆိုတော့ကျွန်တော်တို့စိတ်လောက်တိုးတက်ပြီပေါ့ ဟောဒါကဒီလိုပါကျွန်တော်မိသားစုတွေက number 1 သင်တန်းကျောင်းတက်လာတာဆိုတော့ကဲ number 1 သင်တန်းကျောင်းကိုတားရပဲဦးကိုရှင်းပြလိုက်ပါကွာနော် ဒီလိုဦးရဲ့တားမိသားစုအားလုံးကနံပါတ်1တင်တဲ့စင်မိသားကြီးလေအဲ့အကြောင်းကဆရာတော်ကတားတို့ဘယ်လိုနေရမယ်ဘယ်လိုစားရမယ်မိဘကိုဘယ်လိုယူသေးရမယ်စားတဲ့လူစက်တိုင်းပညာရေးသင်ပေးတယ်ဦးရဲ့ နံပါတ်1တင်တယ် ဟောဒါက number 1 သင်တန်းကျောင်းဆိုတာကလူမှုဆက်ဆံရေးနဲ့စိတ်ဓာတ်မြင့်စီသင်တန်းတွေကိုပို့ချပေးနေတဲ့သင်တန်းကျောင်းတစ်ခုပေါ့။မာရီမှာတော့ဆရာတော်အရှင်80ပါလာကိုဆောင်ပြီးတော့ဒီသင်တန်းကိုပို့ချပေးနေတယ်။အဲ့ဒီသင်တန်းမှာဆိုရှင်မိသားစုတွေအားလုံးဒီသင်တန်းကိုတက်ဖို့လိုအပ်တယ်။အဲ့ဒီသင်တန်းကိုဒီလိုတက်ကြမယ်ဆိုရင်မိသားစုအားလုံးဟာဒီလိုပဲရင်ကြီးလိမ့်မှာပြီးတော့စီလုံးညီညွတ်တဲ့မိသားစုလေးတွေဖြစ်လာမှာပေါ့။ အဲ့ဆိုရင်အဲ့ဒီတင်တန်းကိုကျွန်တော်မိသားစုလိုက်ဖို့ပြပါမယ် အာကိုနန္ဒာရပို့မှာပေါ့ကျွန်တော်မိသားစုတောင်မှဒီသင်တန်းတက်ပြီးဒီလိုတိုးတက်လာတာဆိုတော့ကိုယ့်ရဲ့မိတ်ဆွေဖြစ်တဲ့ကိုနန္ဒာတို့မိသားစုကိုလည်းလိုက်ဖို့ပြပါဗမာပြည်မှာရှိတဲ့မိသားစုတိုင်းဟာဒီ number 1ဒီမှုဆက်ဆိုင်တဲ့အောင်မြင်တဲ့ကြောင့်မဖြစ်မနေတက်ဖို့လိုအပ်တယ်ကဲကျွန်တော်လိုက်ဖို့ပြလိုက်သွားကြစို့ Darling number 1 Chin chin nana abida Agent is a garden My own you swim shone You are number 1 Do you women in a shit saga Choose out to show some more We are number 1 You know sorry no trigger Baby did the chin then Bama so mali piyama I am number 1 Uni gali pe maba Ni jana dancing bia Hey Diao le ko diao twe tha ba Twe twe de chin na mya ne la Yu ji che ai me khai ye lo Jiu sa lo jiao phet kwa Mya jiu ko le tan yue ba Lu ga chin sa na cha ya ma Number 1 sai tha sin tha lo But can be bar. Hey, Piao le go diao twe ta ba. Lue twe de chin na mya ne da. Yung ji che ai man khai ye lo. Jiu sa lo jiao phet kwa. Hey, mya jiu go le tan yue ba. Ga chin sa na cha ya ma. Number 1 sai tha sin tha lo. Main le but can be bar. Darling number 1 Jin jin nana abida Agent is a garden Mao mi gilli swim shone You are number 1 We women in a shit saga Choose out to show some more So niña let coca We are number 1 You know sorry no trigger Baby did the chin then
ပေးတဲ့အေဂျင့်တဲ့ဒီစကားတန်မအောင်မြင်ကလေးဆွဲမရှုံးနဲ့ You are number one တွေဝေမနေနဲ့ရှေ့ဆက်ကကြိုးစားလို့ရှောက်ဆန်းကွာသူစုံညီညာလက်ခုတ်တဲ့ We are number one ယူနာစွာလေးနှွေးထွေးကအားပေးမတည်တဲ့ချင်းတန်ဘာမစိုးငါလေးဖြစ်ရမှာ I am number one ဘူးညီကလေးဖေးမှာပါငိမ့်ချတဲ့တန်စင်ကြဗျာ Hey တယောက်လည်းကိုတယောက်တွေ့ထားပါဝေးထွေးတဲ့ချင်းသားများနေတာယုံကြည်တဲ့အိမ်မက်ခိုင်မြဲလို့ကြိုးစားလို့ကြော်ဖြတ်ကွာအများကျိုးကိုလေးထမ်းရွက်ပါလူသားချင်းစာနာကြရမှာ number one စိတ်ထားစင်ထားလို့မင်းလက်ပကံပေးပါ Hey တယောက်လည်းကိုတယောက်တွေ့ထားပါဝေးထွေးတဲ့ချင်းသားများနေတာယုံကြည်တဲ့အိမ်မက်ခိုင်မြဲလို့ကြိုးစားလို့ကြော်ဖြတ်ကွာ ဒီလက်ကိုအရင်ကကောင်းတယ်စတိပြင်းပြင်းသားအရင်ကချီဒါကြောင့်ကိုယ်ကသူများရဲ့လေပြီးတော့ဖြစ်နေဆိုရင်ကိုယ့်ရဲ့လက်ကိုအမြဲဆုံးညှောက်ပြီးလေပြီးတယ်ဒီမှာလက်ကုပ်ကကြားချင်တယ်ဆိုရင်ကိုယ့်ရဲ့လက်ကုပ်ကိုပြင်းပြင်းလေးပြီးချူချင်တယ်တယောက်တည်းပြုံးနေကြည့်ပြီးလားကိုဘီနာတွေနဲ့မသိဘူးတေးကြလားဆရာတို့ဝင်မေးမယ်စီကချက်ချင်းတော့သူကြောချီတော့ just do it ချက်ချင်းတော့ဦးစွာချီကဦးစွာနော်လိုက်ဦးစွာပြီးကဦးစွာလှပြသူရဲ့မျက်လုံးမျက်တော့အချင်းမခံဘူးကိုယ့်ရဲ့လက်ကိုမျက်စုံချက်ချင်းတော့အရင်ကတော့ဒီမစတဲ့ရစမှာအားချင်းအားဒီလိုကိမို့သင်နေငါနေတဲ့ကိုစားမှာအရင်တော့ဆိုလို့ရှိရင်ဟိုကြီးစားထားတယ်ဆိုလို့ရှိရင်ဘယ်လိုလဲဟိုတုံးနေတော့မဟုတ်ပါဘူးလေးလေးတော့တယ်အခုကျတော့အဲ့လိုတော့စားတော့မပြီးတော့ဘူးလားဘာလို့လဲ just do it ချက်ချင်းတော့ဒီမှာလိုက်ကြတော့ဟုတ်လားအဲ့ချက်ချင်းလို့လားအခုပြောနေတယ်လက်ဆွဲပြီးပြန်လာလို့ဆက်စားတယ်ညာနဲ့အပြန်လာလို့ဆက်ပါတယ်ညာလို့ဆက်တယ်အာကြည့်နှုတ်ဆက်ပါလားနှုတ်ဆက်ပါပဲနှုတ်ပဲဆက်တယ်ဒီမှာနာမည်ဘယ်သူပါပြောလို့ရလက်စလုံးစရာပဲရှိတယ်။ဒီနေ့လာတာမင်းမကြည့်ဘူး။ဒီနေ့ရရတယ်မသိလို့ပို့ပြီးလာတာလေ။ငါဘောသားကြီးစပို့ပြီးလာတာ။ဒီနေ့တော့တူ။ပြန်ပြီးတော့ဆက်လက်စမ်းအောင်။ဟုတ်ရဲ့။ဒီလာလေညံ။ဘုရားစာတင်ခိုင်းတဲ့ခါကျဘုရားကိုစာမကြည့်ချင်တဲ့ခါကျညံအခုလည်းအဲ့ရှင်းမလားဘာမှမသိညံအဲ့လိုလို့ရှင်းမလို့ဆိုမတွေ့ရဝန်တာပါလေအမဒီနေ့ရမ်းလာတာပဲပြောကြည့်လိုက်ပါစိတ်မဆိုးဘူးဆိုလားမဆိုးဘူးဟုတ်ပြီလားကဲမနေ့ကအကျိုးရှင်နဲ့တိတ်မယူဘယ်နဲ့လဲလိုက်ပါ
down, up, down, up, down, up and down, up, down, up, down, up, down. Number one ဆိုပါတယ်အိမ်မှာတန်ရှင်းမှုမှာလည်း number one ဝရိယရှိရတဲ့မှာလည်း number one ကိုမဆိုတော့အမေကနေပဲတမင်ချက်ခိုင်းလိုက်တယ်စောင်းထားပြီးတမင်ချက်ခိုင်းလိုက်စိတ်မပါလို့လည်းမရှိစိတ်ပါတယ်မှာလည်းပတ်ချက်တဲ့ကမှလည်းလေ့ကျင့်မှုပုံနဲ့တပေါ်ထားလေ့ကျင့်မှုလုပ်ပြီးပေါ်တာလက်ချောင်းလေးလေ့ကျင့်မှုခါခုံးလိုက်ပေါ်လိုက်လေ့ကျင့်မှုအနေနဲ့ပြပြပြီးဆိုလို့ရှိစိတ်ကြီးစမရှိတော့ဟုတ်ပြီလားဒါကြောင့်အိမ်မှာတန်ရှင်းတဲ့မှုမှာ number one ဝရိယရှိတဲ့မှာ number one အလိုက်ကြီးတဲ့မှာ number one စီကံကြီးတဲ့မှာ number one သူများပေါ်မှာစေတနာနဲ့ပုံကြီးရဲ့မေတ္တာတရားရှိတဲ့ဘိုင်းမှာလည်း number one သူများအားပေးတဲ့ဘိုင်းမှာလည်း number one ပဲပြင်းတဲ့နေရာမှာပြင်းတဲ့နေရာမှာ number one လို့ပြရတယ်ဆရာအဲ့ဒါတင်ပြရတယ်မှာဘာဒါကြောင့်လေကိုကိုဘာလို့ကျင်တာလဲကိုဘာလို့ကျင်နိုင်ကိုဖြစ်တယ်ကိုတက်မှခိုင်းတယ်ဖြစ်အိန္ဒိယနိုင်ငံကလာတယ်မြန်မာပြည်လာတယ်မြန်မာပြည်လာတဲ့ကြတော့တရှိကစစ်ကိုကြိုးကြီးဖြစ်အောင်လုပ်တယ်တရှိကမီလီယံတတိဖြစ်အောင်တရှိအိမ်ပေါ်လုံးနဲ့တချို့အစီကံတချို့ဖနာချုပ်မှာဖြစ်လို့သူတို့မြန်မာပြည်ရောက်စစ်ပူဖြစ်အောင်လုပ်မယ်ဆိုလူပြောပုံမှုစင်းအောင်လုပ်ပါအထေးပြောင်းလုပ်မယ်ဆိုလူပြောတယ်အထေးစင်းအောင်လုပ်ပါအိမ်ပေါ်လုပ်မယ်ဆိုတော့အိမ်ပေါ်ဖြစ်ပါတယ်အစီကံလုပ်မယ်ဆိုတော့အစီကံဖြစ်ဖနာချုပ်မှာလုပ်မယ်လို့ဖနာချုပ်မှာဖြစ်ပေးလိုက်တဲ့24နာရီအတူတူပါနေပါသွားတယ်စိတ်ထားပဲကွာသွားတယ်ကိုမှကြုံစိတ်ရှိရင်ကြုံမဲ့ဖြစ်တကယ်စိတ်ရှိရင်တကယ်ဖြစ်ကိုရဲ့စိတ်ကကိုပါလို့တတ်တယ်ကိုတမချက်ကလည်းဝါနာပါတဲ့တေးချာတယ်အဲ့ဒီမိဘူးကြောင့်ဘယ်တော့မှမတွေ့ဘူးအဝိရှောရာဒူဘီလုံးကဝါနာပါတယ်မပူနဲ့တရားကလုံးမျိုးအိချောလာပြီးအဲ့ဒါကိုတတ်မှတ်ကိုရဲ့စိတ်ကလည်းနေကြတယ်မြင့်သွားတယ်ဆိုဖြစ်ကိုယ့်ရဲ့စိတ်ကလည်းမြင့်ဆွဲသွားတယ်ကိုယ့်ရဲ့စိတ်ကလည်းအခုဆက်ရှာဒီမနိုင်ငံမှာအရင်စမ်းသွားတဲ့ပထမအရေးရှိသူဆိုလို့ရှိရင်အတက်ချစ်စလိုက်ကြီးမှာအမြဲတမ်းမနေ့မိုးလေးမျိုးဆိုလို့ရှိရင်အဲ့လာတော့မှတွေ့တယ်ဒီကောင်းလေးနဲ့ရှူညာဆိုလို့ရှိရင်အလုပ်တွေသိနေပြီးအနားယူပြီးဆိုလို့ရှိရင်အဲ့ဒီလာတော့မှတွေ့ပြီးတော့ဒီကောင်းလေးနဲ့ရှူရဲနားယူတွေ့ရပတ်ဝန်းကျင်ကိုရတယ်သူကြည့်လိုက်တဲ့အချိန်မှာဘာလို့တွေ့လဲဆိုစင်ရနာစင်ချေပုံရက်ွက်တွေပါတွေ့အဲ့ဒီစင်ရနာစင်ချေပုံရက်ွက်တွေတွေ့ပြီးသူ့စိတ်မှာမြင်နေဆိုလူတွေစင်ရလိုက်တယ်စင်ရလိုက်တာဆိုပြီးသူမြင်စင်ရလိုက်တာဆိုပြီးသူမြင်တယ်နောက်နေ့စဉ်ကအဲ့မှာတက်ချီစင်ရလိုက်တာဆိုတဲ့စိတ်ကငါရောသူတို့မျိုးမစင်ရသွားနိုင်ဘူးတက်ပြီးတွေ့အဲ့ဒီတွေ့နေပြီလားအနေနဲ့ညာတိုင်းဒီပေါ်တက်ချီနောက်ထပ်ပြီးတွေ့လာတယ်အေးငါစင်ရသွားနိုင်တယ်ဆိုတဲ့အတွေ့ထပ်လာတာအဲ့ကောင်ဒီတက်ပြီးတကယ်ကြီးငါစင်ရသွားခဲ့ရင်ဘာလို့စားမလဲဆိုတဲ့တွေ့ထပ်ဖြစ်ဒါဆိုရင်စင်ရသွားခဲ့ငါဘယ်လိုအိမ်မျိုးဘယ်လိုရက်ကနေမှနေမလဲဆိုပြီးတော့ဒါသာဆောင်နဲ့ထွက်ကြည့်တဲ့ထွက်ကြည့်ရကမှသူနေခြင်းနဲ့အိမ်ကိုမနေလိုက်ကြည့်တွေ့အကယ်၍ဒီအိမ်ကိုရောက်သွားရင်ငါပါတော့အပင်လေးစိုက်စားမယ်ပင်လေးစိုက်စားမယ်ဆိုပြီးတော့သူကစိတ်ကူးတာတကယ်ပဲသူကအမြဲတမ်းမနေ့မိုးလေးမျိုးဆိုနေသူနေရှင်နဲ့အဲ့ဒီအိမ်လေးကိုအမြဲတမ်းကြည့်ဒီလူနဲ့အိမ်မချဘာစီဝိုင်းပြက်ကချသူကအမြဲတမ်းနဲ့အဲ့ဒီနေရာရောက်ဘာနေကုန်နေဒီဝါရီခဏရဆိုရှယ်စီဝါရီရှော့အဲ့ဒီတူရောက်တယ်
အဲ့ဒီသူနေချင်းနဲ့ရက်ကွက်လေးရောက်ပါတယ်အဲ့ဒီအိမ်လေးရောက်ပါတယ်ဒီနေ့မှအဲ့ဒီအိမ်လေးရောက်ရင်ဘာလို့စားမလဲဆိုတဲ့အတွေ့အကြုံပြင်းနေရှိတယ်ပင်လေးစိတ်စားမယ်ဘယ်လိုလုပ်စားမယ်သူစိတ်ကူထားပြန်ကဲသူစိတ်ကူထားတယ်ပဲသူစိတ်စားသူစိတ်ကငါတွေးတာမှန်အထင်မှန်အထင်မှန်လေငါတွေးရမှန်ဒီချိန်ကမှလည်းသူ့ရဲ့ငငယ်ကစာသင်ခဲ့တဲ့ဆရာသူတို့ပြောလိုက်ရှာတယ်ပါအဲ့မှာပါပြီအဲ့မှာလည်းမိမလို့ဖြစ်တယ်အဆရာကျမဗန်ဒီကုမ္ပဏီဆိုရှယ်စီကွက်တီရှုံးဒီဝါလေးခံရတဲ့အတွက်ကျမတင်ရရောက်ဟုတ်လားဒီစမောင်မင်းဖြစ်ကြောင်းကိုပြောပြကျမလည်းတင်ရရောက်ဆိုကျမတင်တာအဲ့မှာပြဆက်ငါတို့ရေးတယ်မိတကယ်လည်းတင်ရရောက်တာပါလေဘာစီမံကိန်းနဲ့ချောင်းစတိုရှယ်စီကွက်တီကြောင်းမဟုတ်ဘူးမင်းစိတ်ကလည်းမင်းမဆွရှာတယ်အချက်မင်းအောင်ရောက်ငါတို့ရေးမိမိရုံလို့ရှိရင်မိရဲ့အဲ့တက်ချစ်တဲ့ကြမိမြင်နေရတယ်နေ့တိုင်းငါဒီတဲ့ကြီးဖို့ပြန်ရောက်မယ်ကြောက်ရင်ဘာတွေလုပ်မယ်နေ့တိုင်းကြည့်ပြီးသူဆရာကပြောပြပြန်ဟုတ်တယ်သူဆရာပြောတဲ့အတိုင်းလည်းသူကြည့်တယ်အဲ့ဒီပြောရင်ဘာတွေလုပ်မယ်ဆိုပြန်တွေးတိတ်မချဘူးပြန်ရောက်အားကြောင့်ရောက်ပါလားဒီဂျပန်နိုင်ငံဆရာကနေပြီးတော့နိုင်ငံပေါ်ဆောင်ကုမ္ပဏီတွေကိုပြန်ဖြုတ်ခဲ့တဲ့အနေနဲ့သူတို့ရဲ့နေရာပုံနေပြကြားနေရနေရာကိုပြန်ထားလိုက်တုံးနေမွေးနေအောင်ပြန်ရောက်တယ်တကယ်တော့အဲ့ဒီတိုက်ကြီးပေါ်ရောက်တာသူကဲနေတာမဟုတ်ဘူးသူရဲ့စိတ်ကလည်းအပေါ်ပြန်ဆွဲတယ်တိုက်ကြီးပေါ်နဲ့အောက်ကိုကျုပ်ကျသွားတာလေဥစ္စာဆွဲရှိတကယ်မင်းအောက်မှာထိုင်နေတယ်ဆိုရင်ဘယ်လိုပဲဆွဲတယ်ရမှာမရကိုမညီကိုမမချလို့ရှိတရားပါစစ်သားတရားပါပုံကြီးတရားပါဆရာဝန်တရားပါတတိတရားပါစိုက်ကရမပေါ်တယ်စိုက်ကရမနဲ့သူ့ဘဝကျင်းနေတယ်ပဲဒါကြောင့်ပါကိုယ့်ရဲ့စိတ်ထားရရင်ရှိကိုယ့်ရဲ့စိတ်ထားပဲကိုဆွဲချကိုသွားချင်တဲ့နေရာအာရုံပြုတာအာရမဏိကအာရုံပြုအာရုံပြုဥမာဆိုတော့ကိုကနေပြမနေ့ကလည်းဒီနေ့လာတဲ့လာတက်ပြီးရောကကျတော့မနေ့ပြန်ကြရင်ငါဒီနေ့တော့ပြန်တော့မယ်အတွေ့လေးဖြစ်လိုင်းရောက်တဲ့ကကျတော့အခါမနေ့ကအေးရထားပြီဆိုလို့ရှိရင်ဟဲ့နေတင်လိုက်တော့ရအောင်မထားခင်ဗျာလည်းလို့ကိုယ်ကလည်းကြိုးစားပြီးထားအခါလိုင်းရောက်တဲ့ကကျတော့တကယ်ရမယ်ပဲတော့မယ်ဟာငါနမောတင်နေတော့ဟုတ်ဒီမှာရောက်တယ်နာညွရရုပ်စာတိဖျားဟောနာညွရရုပ်စာတိကိုယ့်ရဲ့စိတ်အာယုံပြုလိုက်တဲ့နေရာအာယုံပြုလိုက်တဲ့နေရာကိုသွားမဲ့နေရာမှာဝမွေးမိတယ်ကြက်မွေးမိတယ်ငါမွေးမိတယ်ကြက်မွေးမိတယ်တော့လေ24နာရီသူ့ရဲ့ကြက်ရှာမှာစကကြရောက်ချက်တွေဘယ်လိုလုပ်မလဲပြီးချက်တွေဒီကောင်နဲ့တော့မစအောင်စီကျွေးရမယ့်အချိန်မိပေးရမယ့်အချိန်မိခင်ရမယ့်အချိန်ပြီးရင်တားလိုက်ရုံပို့ရမယ့်အချိန်24နာရီချက်ကြောင့်လည်းစိတ်ကူးရင်ဒီစိတ်ညာအိတ်လည်းသူချက်နဲ့ပတ်သက်တဲ့စိတ်ကူးရင်မနေ့မိုးလေးလာရင်ဒီကြောင့်ပဲတကယ်ကြီးနဲ့စကားပြောနေဒီစပါးကြောင့်ပဲတားလို့နဲ့ပြောနေဒီကြောင့်ဒီချက်ရဲ့ရှမ်းအောင်လည်းကောင်းမှုပြီးဆောက်ဒီကောင်နဲ့ဒီကောင်အန္တရာယ်မဖြစ်စိတ်တရားတွေပြီးဆောက်ဘယ်လိုလေးနေတော့ကောင်းမှာအဲ့ဒီချက်မှုကြီးပိုင်ရှိ24နာရီဒီချက်ချံပဲစိတ်ကအာယုံပြုတ်ပြီးတော့စုတည်သေးကြပါစို့အဖြစ်အဲ့ဒီချက်ချံမှာတော့ပြောချက်ဖြစ်နေတယ်အာယုံပြုတ်လာပဲရတယ်ချက်ချံအာယုံပြုတ်ဝမွေးမြလာတဲ့ဒီတိုင်းပဲဝက်ပေါက်စားလေးမွေးပြီးတော့ဒီဝက်ကျူရောက်မယ်ပြီးလို့ရှိရင်ပါရီတော့မပါရီတော့မစိတ်ကူးရင်လားဝမညမမွေးခင်ဝက်အာယုံပြုတ်တဲ့စိတ်နဲ့ပေတော့ဆိုတဲ့ဒါဝမရေပေါ်ရရောက်နာညွတ်ရုပ်စားအဲ့ဒါမှမဟုတ်ကိုကဘာလို့အာရုံပြုလဲစင်းရတဲ့ဘောအာရုံပြုတယ်ဆိုရင်စင်းရတဲ့ဘောရောက်ရှမ်းတာတဲ့ဘောအာရုံပြုတယ်ဆိုရင်ရှမ်းတာတဲ့ဘောရောက်ဒါမြင်ရကြီးအဲ့ဒါကိုကဘာလို့ရွေးချယ်မှုဆိုလို့ကြိုးစားခြင်းတဲ့ရွေးချယ်ရေးကြီးဘုံမှာစိုက်ကရမတဲ့မိတဲ့စိုက်ကစီအဲ့စိုက်က
မင်းဘာလို့စကားနေဘူးရဲ့နေရလို့ဒီကပြင်မှာနားလဲလို့တကယ်လို့မင်းစကားနေမှာလို့သူနေရတော့ဟာဘယ်လိုစကားတန်းကိုတကယ်လို့နေမလဲမနေဘူးအထီးလို့ဟုတ်လားဒီလိုနဲ့ကွာဘာတွေပြောနေတာဒီရက်ကိုဘလောက်ဝင်ရတယ်လို့ဒီရက်ကိုလည်းချက်အောင်လုပ်ရရတယ်ဒါကြရင်အတော့တန်းဝယ်ရရ I'm sorry ဒါဆိုရင်လို့ဒီလောက်ဝင်နေကောင်းတဲ့အလုပ်ကလွဲရင်တခြားဘာအလုပ်လုပ်စိတ်ကူးရှိလေလို့သူမေးလိုက်သူဘာပြောမလဲဒီလောက်ကောင်းတဲ့ဝင်ဝင်မျိုးဘယ်လိုမှမပြောင်းတော့ဘူးလေဒါပဲလို့ရွေးချယ်ထားတာကလေစိတ်ကောင်းတော့အားလုံးဆိုင်နေနဲ့ရန်နေကိုယူစိတ်သွားလိုက်ပြီးအဲ့ဒီကဘယ်နဲ့ပြန်ရောက်သူထိုးနေရစိတ်ကောင်းနေရတယ်ပဲကြောင့်သူ့နေရာကလူဦးပြီးဆိုရင်အရာဖြစ်ကြတာဒါမှမရဟုတ်လားလူတွေပုံစံကိုသူကြားပါအဲ့ပုံစံကိုတူချင်စဉ်းစားကြည့်ဘလောက်ပဲကြိုးစားပြီးနေရွေးရှင်မှုပါရင်သွားပြီဆိုတော့ねကြိုးစားဖို့ရအလကားပဲအားသွင်းကိုဆိုင်တဲ့နေတတိဖြစ်ပြီဘူးကျင်းတဲ့ပါလေဒီဘောမင်းကတမင်ဆိုင်ရတော့ပြီအဲ့ဒီတော့စိတ်ကိုရနေသေးကြတယ်မင်းတမင်မမနဲ့ကြိုးစားကိုမစိတ်ကိုမြင်မှတိတိကျကျမရှိဘူးဆိုစိတ်ကိုမြင်မှတိတိကျကျရှိတယ်ကိုခိုင်းစားမှာဒီကလပ်တော့ဘာပညာရေးတက်တာဘွဲတွေဒီလိုမှညရတာဆိုတော့ထားလိုက်တော့အဆရာဝန်ဆိုလို့ရှိရင်ဆရာဝန်ဘွဲတယ်မဟုတ်ဘွဲရှိဘွဲတော့ရခိုင်းလို့ရှိဒီဘလောက်တက်ဘလောက်တော့ပဲအတူတူမင်းတော်လာတယ်မင်းအတွက်လို့ထင်တယ်မင်းရဲ့တတိအတွက်ပဲမင်းအတွက်ဟုတ်ကိုယ့်ရဲ့အမေအဖေရတယ်ငါကတော့အောင်လို့အပြောလားအလုပ်ကောင်းကောင်းဆိုင်အပြောလားပြောတယ်တော်တယ်သူများရဲ့ခိုင်းတာဖြစ်နေတယ်မင်းဘလောက်တော်တယ်ဟာလေအားလုံးအတိအတွက်မင်းပြန်ရခက်ပြီးအလုပ်တွေလုပ်အတူအတွက်အတိအတွက်မင်းအတွက်မဟုတ်ဟုတ်လားမဟုတ်လားကိုယ်တို့ပါအတိရဲ့စီကနေမင်းတိတိကျကျလိုက်တာအတိရဲ့9 နာရီရောက်အောင်လားဆိုရင်9 နာရီရောက်အောင်လားအတူအတွက်ဒီဆွဲရတဲ့စီကနေဥပဒေတွေအတူအတွက်စဉ်းစားကြည့်မစတဲ့ရဆိုတာလူတွေကပညာကိုအရင်ကြိုးစားကြတယ်ပညာအရင်တော့လို့ဘွဲအတိအကျလို့ဒါပေမဲ့ကိုယ့်ကိုပြန်မကြည့်ဘူးကိုဘာဖြစ်နေလဲဆိုတဲ့နားလေးကိုဟာကြုံဖြစ်နေတာအုံတော့ပေါက်စားခံနေရတယ်ဘုံရဲ့ညီမတယောက်ရှိကိုကတုတ်ကုန်နေမှာလုပ်တယ်ခေါင်းမိုးတဲ့တုတ်ဒီချွေကုန်နေမှာသူကတရက်ကိုသူ့ရဲ့ဒီကုန်ရဲ့လက်ပတ်ကိုသိသိတော့လက်ပတ်မှုရှိကျန်ကုန်မြို့မှာသူစီးကန်သိသိတော့လက်ပတ်မှုရှိစေရဆိုရင်သိမောင်းသေးတော့တွက်ချင်တယ်လေးတော့စနစ်တသိန်းကျော်ပဲဒီစီးရင်နေကန်ရဘုံရင်ဒီမှာနော်တတိယတော့ဒီစီးရင်စရာတူမသိဘူးတတိယတော့ပဲအကုန်လုံးလွယ်တယ်တရက်ကိုပေးလေးတော့တွက်ချင်တယ်အဲ့တော့ဒီငွေတွေသူကလည်းဒါအားလုံးသူထိချုပ်တယ်သူပဲထိချုပ်တယ်တတိယတော့မထိချုပ်ဘူးဒါပေမဲ့သူရတဲ့လာကဘယ်လောက်ရမလဲဒေါ်လာ900ရငါသိတော့မကြည့်တတိယရတဲ့ဝင်ဝင်လောက်သိပြီတော့ဘုံတော့ပေါက်စားအဲ့မင်းတို့တော့စမ်းပါမင်းတို့ပညာရေးသက်စမ်းဘွဲတွေသက်စမ်းအလုပ်ကြောင့်ဆိုလို့ရမလို့ဘွဲတွေအတီးတီးအတီးကပြောရတယ်ဗျာအတီးကကျင်းတဲ့အားမကိုကသမီးကပုံမရှိပေးလိုက်နေတာကိုကအားကျုံမှတဲ့တင်လာကဲစဉ်းစားကြည့်တိတ်တယ်တော်ပါလေဆိုတဲ့လူတွေကိုလည်းဘုံတော့ပေါက်စားခံရပြောပြတယ်ရန်ကုန်မြို့အတူတူစီကနေရှိဘုံရဲ့တကယ်ချင်းအတူတူစီကန်ထောင်ထားတာရှိမောတနေ့ကျတော့အတူတူစီကန်ရောက်လာ
နေရတော့ဒီတက်လာခဲ့ဘယ်လိုလုပ်သူစီကထားလဲလို့ ABC တောင်လုံးတက်နေရဒီဝကြီးတော့ဆိုတာမှနေဝက်လို့ပြောတယ်လို့ပြောအဲ့တော့နေဘယ်လိုလုပ်သူစီကထားလဲလို့泡到泡啥来了？都嘛嘞，这个是呀，我不老气的嘞，想那谁气？哎，这个是呀，是谁家？记来。这个是呀，是呀，我太爱你。这个是呀，我也说了些多。你帮你生大妈说，阿嘞，我妈，阿嘞，有妈说把气嘞，哎，哦，气的时候有妈哦。ဟုတ်ပြီအဲ့တော့အထူးကုတရားဖြစ်ဖို့အတွက်ဆိုတာဒီထဲမှာအထူးကုပါစလည်းပါမယ်။အော်ကိုအဖေအမေအထူးကုဖြစ်ချင်လည်းဖြစ်တယ်။အဲ့တော့ဒီအထူးကုဆရာဝန်ရဲ့စိတ်စစ်ဆေးရှာဒီအထူးကုဆရာဝန်ကမနေ့9နာရီရနေပြီးတော့ညနေ3နာရီကြီးအစိုးရနဲ့ပတ်သက်တဲ့စီယုံစီကံဒီမှာစာအုပ်တွေမှာလုပ်ထိုင်ကြ။9နာရီရပြီးတော့3နာရီလေးလုပ်ထိုင်။ထိုင်ပြီးဆိုရင်ညနေ4နာရီရနေပြီးတော့ည9နာရီထိဒီမှာထိုင်နေဆိုရင်အကျိုးစီကမှဒီစက်မီးအဲ့တော့သူထိုင်တဲ့အခါစစ်စစ်အခန်းကတော့10ပေပတ်10ပေပတ်လည်းတော့မရှိပါဘူး9ပေ10ပေခန်းလေး9ပေ9ပေရှိတဲ့ခန်းချင်းချင်းလေးပါးကတလုံးထားတာအဲ့ဒီကလည်းပင်မွေးတဲ့လေးပါးကလည်းဒီစက်နဲ့ဒီဆရာဝင်းမှာနောက်ပြီးဒီဆရာအဲ့ဒီကလည်းမလုပ်လို့ဆိုပြီးယောဂါနဲ့အမမွေးပြီးတဲ့လေးပါးအမမွေးတယ်ဆရာဝန်ကြီးလာတဲ့လူဆိုလို့ချင်းပြုတ်လာတယ်ပြုတ်ရှင်ပြလာတယ်ဆရာရဲ့ဆိုပြီးပြုတ်ရှင်ပြလာတယ်တရားမှမရှိဘူးဆရာရှိလာတယ်အဲ့မှာစေကူလေဆိုရင်အဲ့ဆရာသူပြောနေတာဟုတ်လားအဲ့စီကြောင့်ပြီးတော့ယောဂါကြောင့်ပြီးတော့ဆရာရဲ့ကျွန်မတို့တရားရှိမကြည့်ဘူးဆရာလည်းအဲ့ကလေးပြန်ထုတ်ပြရမလို့ဒီအဲ့လိုမျိုးနောက်ဆိုကြတော့ဟိုစေကူလည်းကိမပြီးလို့ရောအောက်တာမနေပြီးရှင်းလိုက်တော့ဟောဒီလိုမျိုးအဲ့တော့ဒီအတူတူစေကန်ဆရာဝန်ထိုင်တဲ့အခန်းစီလေးပါးကတစ်လုံးရှိတယ်ဂရင်တစ်လုံးရှိတယ်ပြီးလို့ရှိရင်ထိုင်ကုန်ကြမ်းကြမ်းလေးတစ်လုံးရှိပြီးစောင်းနဲ့ပေါ့လို့ရှိတယ်ဆရာဝန်တွေများဆိုစာရွက်နဲ့ပဲလုပ်စားစာရွက်နဲ့ပဲလုပ်စားအဲ့ဒီလှုပ်ရှားဖို့ကလည်းသူဘယ်လောက်ကြိုးစားခဲ့ရလဲဒီစာကလေးတွေကိုဒီလိုတက်လို့ရှိတယ်ပုံကျင်မှုမှာအဲ့မှာအထူးစီကံတကတော့ပြရတယ်ပဲဟိုကဒီမျက်စိရောဖြစ်လို့မျက်စိဆက်လို့တော့လိုက်တယ်အဲ့ဆရာဝန်ကလည်းကိုမြင်တဲ့စီပြောဟာဘောဆိုပြီးတော့အရင်ငါတီးရမသိတော့ပျော်လိုက်တာပေါ့လေပျော်လိုက်တာအဲ့ဘိုးကြောက်ပါဗျာထိုင်ကိုလည်းအဲ့ကျင်းနေတဲ့ဟာကိုအဲ့တော့ထိုင်ပြရတယ်ဘုံပါဖြစ်ဒီလိုမျိုးလုံးနဲ့ခါဝင်သွားတယ်မသိဘူးအဆက်တယ်လို့အဲ့ဒါဒီမျိုးလုံးကိုဘုံဒီမှာတယ်ကြည့်ပြီးအစီလေးကြည့်ပြီးရဘူးဒီစီလေးဝယ်တယ်အဲ့ဒါစီလေးဝယ်တယ်ဆိုတော့ဘုံကြီးပြီးတော့ဘာဆိုင်ကလေးပြီးတော့သွားတယ်တဲ့ဟာချင်းမြန်ရုပ်ပြီးပါတယ်စန္ဒခါဒီချင်းနေခဲ့ပါဦးစန္ဒခါလေးချင်းနေခဲ့ပါစန္ဒခါတော့ဟဲ့မင်းစန္ဒခါဘယ်လောက်လဲလို့ဘုံနဲ့ဘုံလို့လည်းမြိုင်းနေ4တောင်ပဲဟာဟဲ့မင်းငါ့ကိုလေတိတ်ပန်နေကြစက်တွေပါနေငါပြူပြောပြောမလူတွေပါနေငါမချင်ငါဒီလိုလေးဖြဲကြရတယ်4တောင်မှများတော့မရှောဟာဘုံလို့ပဲတတိတော်ဟာတယ်ချိုးလို့မရအောင်တဲ့အနည်းဆုံးထားပေးတာဟာဘာလို့မင်းဘာလို့ဗုဒ္ဓဘာမင်းလာတော့ငါဆွေမျိုးလို့ကျူဆိုပြီးတော့ဆွေမျိုးလို့ကျူဆိုပြီးအခုကျတော့ကျူဘာလို့လဲအဲ့တော့မင်းချိုးလို့မရတော့ဘုံနဲ့အနည်းဆုံးပဲထားပေးရအမဘုံစည်းပေါင်းလို့လေမင်းတရားမချော့ရောမင်းစားတာမီတော့တော့အဲ့တော့သူစားရတဲ့ယူမတော်တော့ကွာပြည့်ရတယ်ကွာမျက်နှာတွေကောင်းတော့ချောင်းရတော့အဲ့တော့စားရတဲ့လောက်စားအဲ့တော့ဒီအတူတူဆရာမင်းကြီး24နာရီတော့အဲ့မှာလေပါတယ်တော့စမ်းသပ်ပြီးဆိုလို့ရှိရင်အနည်းဆုံးလူပြောက်လူကမလာဘူးဆိုလို့ရှိရင်20နဲ့50ကြာမှာလာစမ်းသပ်တယ်9မိနစ်တည်း10မိနစ်တည်းလိုမျိုးပေါ့လားအဲ့တော့ site ရေးပေးတယ်ဒီအတူတူဆရာဝန်ဖြစ်ဖြစ်နေတဲ့ series သေးတော့သူသိတာလို့မေးကြည့်
ခေတ်ပေါ်ဈေးတွေဈေးတော့သူမသိဘူးဈေးအမျိုးသားပဲသူသိတယ်ခေတ်မှာအပြင်မှာဈေးဘယ်လောက်ရှိလဲသူမသိဘူးဆိုင်တဲ့ပဲတော့ပါလူကတော့ဘာညာဆိုင်မှာကြီးလိုက်ပြီးခေါင်းကမှာပတ်ချတတင်ကြနဲ့ကြောက်မှတင်ကြနဲ့ကြောက်ပါငါကောင်းကြနဲ့ကြောက်ပါကဲတယောက်အဲ့စန္ဒကဈေးကို2000ကျတယ်ဆို2000ကျတယ်နော်2000ကျတယ်ဆိုရင်အယောက်20ဆိုရင်ဖြစ်ရှိ10ယောက်ဆိုရင်တော့ရမယ်10ယောက်ဆိုရင်2သိန်းအယောက်20ဆိုရင်4သိန်းအဲ့ဒါတည်းကို4သိန်းဟုတ်ပြီနော်ဒီကို4သိန်းနော်10ရက်ဆိုရင်တော့ရမယ်40ဒါဆိုရင်ဘလဆိုရင်120ဆရာဝန်ရဲ့ဝင်ပြီးရန်ကြိုက်တာဟုတ်ကြိုက်လားကြိုက်တယ်ဆရာဝန်ရဲ့ဝင်ဆရာဝန်ဆိုလူတိုင်းမဟုတ်လားတရက်ကို130နဲတော့မဟုတ်ဟုတ်လားကိုတင်ထားတဲ့ပညာတွေလည်းအရင်တော့ဆိုချင်တက်လို့ကြောင်းတက်ပြီဆိုလို့ရှိရင်တလောက်ပါ5-6သိန်းကိုလည်းကုန်သွားတာကိုတင်ခဲ့တယ်တရက်ကိုတလောက်120လောက်ပြန်ရရဆိုရင်တန်တာပေါ့ဟုတ်လားဒါပဲလာကုန်လို့ဒီဆရာဝန်လာတာရှင်းပေးပြီဆိုလို့ရှိရင်ဆရာဝန်ဘယ်လောက်ရမှာလဲဒီထဲမှာဆရာဝန်ပါလဲထားဖြစ်နေရတသိန်းဝယ်တောင်းတယ်အဲ့လိုပဲရှိသူရဲ့အုံနောက်ဘယ်လိုပေါက်စားဆရာဝန်ဆိုတဲ့ကကြတော့အမလေးပညာဆိုရင်လည်းငါအတော်ဆုံးဈေးကြောင်းလာမပြောလိုက်နဲ့ငါအကုန်လေးလာပြီးရသူများပြီးထောက်ပြီးတာသူရဲ့အုံနောက်ပေါက်စားတယ်လို့မမြင်စဉ်းစားကြည့်မင်းဘလောက်တော့ရတဲ့အားလုံးသူများအတွက်မင်းတို့ဟုတ်ဒါကြောင့်ပါလေ20ရာစုဘယ်လောက်ပဲတော်ရဲလူပဲဖြစ်ပြီးအုံနောက်ပေါက်စားခံရတဲ့ဆိုပြပြတာဟုတ်တယ်ဒါကြောင့်ဒီနေ့ဒီပင်နာတွေဘယ်တော့မှသူတို့ရဲ့အုံနောက်သူတို့ဘာကကိုအုံနောက်ပေါက်စားနေမခံစီရဆရာလုံးဝအဲ့တော့ဘာဖြစ်လဲဆိုတော့လူရွေးချယ်ဖို့ဆိုတာကိုယ့်ကိုရွေးချယ်တာစူးစမ်းခြင်းနဲ့ရွေးချယ်ဖို့အရေးကြီးစောင့်နေချင်ရစူးစမ်းခြင်းနဲ့ရွေးချယ်ဖို့အရေးကြီးပါတယ်ကိုယ်မှာစိတ်ကိုယ်မှာတည်းတည်းကြပ်မရှိဘူးစိတ်ကိုယ်မှာတည်းတည်းကြပ်ရှိတော့ကိုယ်ခံစားလိုက်မင်းမအိမ်မရှိတွင်မရှိအိမ်နဲ့မရှိဆိုတာတည်းကြတယ်ခံစားတော့ဘယ်နည်းဘာလို့ပြောင်းတော့ဟုတ်လားစဉ်းစားကြည့်ရင်းနှီးမပြီးဆက်တဲ့အောင်မြင်တဲ့လူတွေဖြစ်နေထိုက်တဲ့အရင်းနှီးပြီးဆက်ရစီဝိုင်းလုပ်ငန်းရှင်တွေအောင်မြင်တဲ့ဆိုတဲ့လုပ်ငန်းရှင်တွေသူကချက်ချင်းအောင်မြင်သွားတယ်မဟုတ်ဘယ်ကြီးကိုလည်းချက်ပခတ်နေရတယ်ဟုတ်လားအပေါ်ပိုင်းကြည့်တော့ငြိမ်နေတာပဲကိုယ့်ရဲ့အမေအဖေစုမျိုးတွေအောင်မြင်သွားတဲ့လူတွေများစွာအောက်ခြေနည်းခက်ခဲ့တယ်သူဟောမှာလူငယ်လေးတယောက်သူဆိုလို့ရှိရင်ခုနှစ်နှစ်သားအကျမှသူ့အမေအသမီးမကျွေးနိုင်တဲ့အခါကျဒီကလေးလေးကိုဘာလုပ်ရလဲဆိုရင်သူကပန္နရာချောင်းပို့လိုက်တယ်ပန္နရာချောင်းပို့ပြီးတော့တပ်ညာတင်တယ်ပန္နရာချောင်းမှာတခြားကျောင်းသားတွေကကျောင်းသားကမပေးနိုင်တဲ့အခါတခြားကျောင်းသားတွေကဝေယဝစားလုပ်ရတယ်မနေ့ဆိုရင်စော်ရထားရတယ်ညဆိုရင်လည်းနောက်ကျမှအိပ်ရတယ်တခြားကျောင်းသားတွေဝေစားရတဲ့ချော်ပေးရတယ်ဒီကြားထဲကတော့သင်္ကန်းနေ့စဉ်ကျောင်းသင်္ကန်းကလည်းကြည့်တယ်ကျောင်းလေးကလည်းမကြည့်ဘူးဆိုလို့ရှိရင်ဘာလို့တန်လဲဆိုရင်ပြစ်တယ်တနေ့ကမတက်ရခိုင်းနေတနေ့ကထိုင်တာလုပ်ခိုင်းနေတနေ့ကရေထဲမှာစင်စင်ခိုင်းနေတနေ့ကရိုက်ခိုင်းတယ်ဒီလိုမျိုးတရားနဲ့ချက်နေတယ်နောက်ပြလိုက်တယ်တင်ကူးစားပြီးကျူးစားရှားကြောင်းလာတဲ့ဘုရားရတ်တော့ဒီလိုနဲ့ခုနှစ်နေတာရွေးရတယ်ပြော16စက္ကန့်လေးရောက်လာတဲ့အခါကျတော့ဒီရုပ်ရှင်ဖွဲ့စည်းနေရတယ်ပြောသူတို့ပန္နာကျောင်းမှာလူတွေလာချတယ်လူချမ်းမင်းသားဆိုရင်ဒီပန္နာကျောင်းမှာလာချရှားတဲ့ခါကျအဲ့မှာဒီလူငယ်လေးတွေပါပဲခက်ချင်းနဲ့လူငယ်တွေပါပဲဒီကလေးတွေကိုမလို့လူချမ်းမင်းသားတွေတင်လိုက်တော့စံတုံးကြီးအစနေပါတယ်။ဘာလူချမ်းမင်းသားပြရကြတော့ဒါဆိုရင်အဲ့ရမင်းသားတင်လိုက်ကြီးအစနေနောက်မင်းသားတွေကအရင်ကဈေးကြီးကတော့ဒီကလေးတွေစမ်းပြီးတော့တုံးကြည့်မယ်မင်းသားတွေအဲ့ဒီကလေးတုံးကြည့်လိုက်နောက်ဆက်ပါပဲ
ဒီကလေးဟာရွှေရှင်မှာအရင်ကြီးအောင်ရပါယနေ့ဘာမှဆိုလို့ရှိတော့ဟောလိဝုဒ်ရွှေရှင်မှာစီးအကြီးဆုံးလေးပြပြအရင်ကအောင်ဟောလိဝုဒ်ရွှေရှင်တော့နာမည်အကြီးဆုံးမင်းသားရောက်ဖြစ်အဲ့ဒီဘယ်သူဖြစ်နိုင်ချက်လေးအဘယ်စတီဘယ်ဖြစ်နိုင်ဟုတ်တယ်ချစ်ကြီးရှာအရင်စီးရခဲ့တော့မကြွေးနိုင်ဘူးဒါကြောင့်ပါလေထိုက်တယ်အရင်ကမပြီးစပ်တယ်အောင်မင်းလည်းအခုတော့ရှိကိုယ့်ရဲ့ဦးတည်ချက်ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်လုံးဝပြောက်ပြသွားလို့မရမနေ့ကပြောတယ်တန်းပုံမြင်တယ်ဦးတည်ချက်တော့မော်စီလုံးကပြောတယ်တောင်းနေတယ်တောင်းမြန်တယ်တိုက်တယ်ရှုံးထားလိုက်တယ်တက်ရှုံးထားပြီးတက်လိုက်တယ်တက်ရှုံးရတယ်ထားလိုက်တယ်နိုင်တယ်ကိုလိုချင်တဲ့အရာတောင်းလို့ရတောင်းလို့မရတိုက်ဆိုင်တယ်ရှိဆန္ဒပြပြတောင်းတာအရှိပြီးကိုယ့်ရဲ့နှလုံးသားမှာတိမ်အောင်နေတာဟုတ်ကဲ့အဲ့ကိုကဘာလို့လိုချင်တဲ့အရာအများစိတ်ထဲမှာနှလုံးသားမှာတိမ်အောင်နေတယ်မဆရာဒီမှာအိမ်အောင်ကြောက်ရလို့ရှိအိမ်အောင်ကြောက်ရလို့ဆိုလို့ရှိရင်ကိုယူမဲ့သူပဲစိတ်ကအာပြုတာလား24နာရီအာပြုရတယ်ကတော့ရမှာရှာကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့ဘဝမျိုးစုလာတယ်အဲ့ဒီတိုင်းပဲဟုတ်ပြီပြင်းပြင်းပြပြဆန္ဒရှိရအယုဒဆိုတဲ့ပေါင်းတဲ့တော့လူမှုဆိုင်ပြည်နဲ့35ချက်နံပါတ်1ဥပဒေတာစကားပြောတဲ့အခါမှာလည်းငါပါဝါလျှော့လို့ရမယ်တယောက်နဲ့တယောက်မသိဘဲနဲ့နေငါမင်းမပြောရဆရာအကိုအမညီလေးညီမလေးဒီလိုမျိုးတော့ပါလူတိုင်းကကိုယ့်ရဲ့ဖောက်တယ်လူတိုင်းကကိုယ့်ရဲ့မိတ်ဆွေလူတိုင်းကတန်ဖိုးကြီးတဲ့လူတွေဖြစ်မြင်တတ်ရမယ်မိတ်ဆွေကောင်းရဖို့အတွက်ကိုကြိုးမကြည့်ပါနဲ့အရှင်ပေးပါချက်ချင်းမင်းငါ့ရဲ့အိမ်ကိုလိုက်တယ်ချက်ချင်းမင်းငါယုံကြည်မင်းငါယုံကြည်တယ်ဒီမျိုးမပြောရဘူးအဲကြောင့်မိတ်ဆွေကောင်းရဖို့အတွက်အရှင်ပေးရမယ်ကိုယ့်ရဲ့ညီကိုမောင်မတွေလည်းသူကမိတ်ဆွေပြန်ဖွဲ့ရတယ်နော်အလိုက်တိပေးတာလည်းလုပ်ပေးရတယ်ကိုယ့်ရဲ့ညီကိုမောင်မအမေဆိုပြီးတော့အရင်လေးရတဲ့ချင်တိုင်းနဲ့အဲ့မိတ်ဆွေမဟုတ်ဘူးတယောက်ကိုတယောက်အပြန်နဲ့ယုံကြည်မှုနဲ့ကိုညီပေးမှအဲ့မိတ်ဆွေဖြစ်တယ်နံပါတ်2ဥပဒေတာလူတွေရင်အပြုံးရှိရတယ်အပြုံးမရှိရလို့လူရှိသူတွေမရှိပါဘူးပြောဆိုတာပါလေမင်းတို့တွေ့ရတာကဝမ်းသာကြောင်တရင်ကောင်းပို့တာပြုံးတဲ့အခါမှာလည်းအသက်ပါအောင်ပြုံးရမယ်စိတ်မပါဘဲနဲ့ပြုံးတာမျိုးမဲတာကြွတာနဲ့တူတယ်နောက်မကြည်တာကိုသိမဲ့စားလိုချင်တာအများများသိစိတ်ရည်စရာတွေးမဲ့စားလိုချင်တာပဲများများတွေ့အမေရိကန်သမ္မတအိုဘားမားကပြောလဲဆိုလို့ရှိရင်ကျွန်တော်ကလည်းအရင်ကစိတ်ရည်စရာကြုံနေပြဿနာကြီးကြုံနေတယ်အမေလည်းစိတ်ရည်စရာလို့တွေးလိုက်တယ်ပြဿနာလို့တွေးလိုက်ပြီဆိုတာလေကျွန်တော်စိတ်ဓာတ်တွေကြာဒါကြောင့်ကျွန်တော်ဘာလုပ်လဲအဲ့ဒီစိတ်ဓာတ်ကြာတယ်အားလုံးကျွန်တော်ချိန်ချက်လုပ်လိုက်တယ်အဲ့ဒါပါလဲဆိုရင်စိတ်ရည်စရာကျွန်တော်များများမတွေးတော့ပြဿနာလို့လည်းကျွန်တော်မတွေးတော့ပြဿနာတွေအားလုံးကျွန်တော်စိတ်ခေါ်မှုပြင်ကျွန်တော်ပြောင်းလိုက်တယ်ပြဿနာကြုံလာပြီဆိုရင်စိတ်ခေါ်မှုဖြစ်ပြောင်းလိုက်ပါပြဿနာကြီးတွေရလတ်ကြီးတွေအခက်အခဲကြီးတွေရလတ်ကြီးတွေအော်အများမှတ်ထားပါမပြုံးနိုင်ရင်စိုက်ခွင့်လို့မရပါဘူးမစိုက်ခွင့်နဲ့ဆိုလို့ရှိရင်လည်းကွာဟိုမှာဈေးရောက်နေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စိုက်မှာဘယ်ရှိဈေးရောက်ကောင်းဆုံးလဲမနေ့ခင်းလားနေ့ခင်းလားညနေလားညပိုင်းလားကြည့်လိုက်အဲ့ဒီရောင်းကောင်းဆုံးဆိုတဲ့အရှိန်မှာလေကိုယ့်ရဲ့ဝတ်စားစင်ကတန်ရှင်းတဲ့ရတယ်လည်းစမကြဘူးဒီနေ့စားပြီးအဝတ်စားတွေအားလုံးချိန်ပြောင်းမယ်လို့လုပ်လိုက်တယ်မကောင်းတဲ့အဝတ်စားမဝင်အဝတ်စားတစ်ပြီးကောင်းပြီဆိုတဲ့အဝတ်စားကိုယူရတော့
ဘာကြောင့်လဲဒီနေ့ပေါ်တဲ့အဝဲဒီနေ့လည်းဝဲမှာကောင်းတယ်နောက်2နှစ်နေမှာဝဲမယ်ဆိုရင်အသိဖြစ်မှာဖြစ်မရှိတော့သူများတွေအော်ပလက်ဆိုရင်လိုက်ပြီးအော်ပလက်တာရဲလို့ပလက်ဆိုရင်ရဲလို့ပလက်လုပ်မယ်ခေကိုကြည့်ပြီးလိုက်တော့ကိုကအဝိစားတွေဝယ်ပြီးတင်းထားတာမလုပ်ရအောင်တချို့ဆိုအမေတွေအဖေတွေဆိုရင်လုတ်တတ်တယ်အမလီဝိစားအာသမီးကတော့တင်းထားတေးတာတော့မဝယ်လိုက်ရအောင်လူဖြစ်အတန်